的这边是我们哪里？သူဘဝလည်းစသွားပြီပေါ့တလေးခုလိုလူကောင်းပဂတိပြန်ဖြစ်သွားနေလောက်ခဲ့တဲ့အတွက်နောက်တော့ရနေတာဖြစ်ဖြစ်ကျွန်တော်ကိုယ်စကားပြောတယ်အဲ့ဂရီလေးလိုက်ပါ